ရာသီသစ်မှာစောင့်ကြည့်ရမယ့် Premier League အသင်း20ရဲ့ပေါက်ကောင်ဖြစ်လာနိုင်တဲ့ကစားသမားအယောက်20အားလုံးပဲမင်္ဂလာပါ Sport Insider ဘာမှကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2026-29ရာသီစတင်ဖို့တစ်ပတ်ကျော်လောက်သာလိုတော့ပါတယ်ဒီဗီဒီယိုမှာတော့သက်ဆိုင်ရာအသင်းလိုက်တောက်ပလာနိုင်တဲ့ကစားသမားတစ်ယောက်ချင်းစီကိုရွေးထုတ်တင်ဆက်ပေးထားပါတယ်မစခင် SME ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါဘလုံးရာသီတိုင်းမှာတော့ပြည်သက်မျက်စိရှိကိုထိတ်တန်းကစားသမားအသွင်နဲ့ရောက်ရှိလာတဲ့ကစားသမားတွေပေါ်ထွက်လာစမြဲပါပြီးခဲ့တဲ့ရာသီကဆို Matt Downman, Mattia Mane, Michael Coyote, Estevao, Rio Ngumoha တို့အပြင် Nico O'Reilly အထိတောက်ပါလာခဲ့ကြပါတယ်အကြခင်စတင်မဲ့ဘလုံးရာသီမှာရောဘယ်သူတွေပေါ်ထွက်လာအောင်မလဲကြိုတင်စဉ်းစားကြည့်ဖို့ဖြစ်လာပါတယ်လားလာရှိတဲ့ကစားသမားတွေကိုရွေးချယ်တာမှာတော့သက်ဆိုင်ရာ Academy ထွက်မဟုတ်သည့်တိုင်လူငယ်လည်းဖြစ်ပွဲကြီးအတွေ့အကြုံလည်းနည်းတဲ့တဲကရှာဖွေထားပါတယ်ပထမဆုံးရွေးချယ်ထားတဲ့တယောက်ကတော့ Arsenal ရဲ့16နှစ်အရွယ်ခံစင်မှုမာလီဆာမွန်ပါ Matt Downman ကတော့ပြည်သက်တွေနဲ့လည်းရင်းနှီးပြီးသားဖြစ်တာကြောင့်ဒီတစ်ချိန်မှာတော့အင်္ဂလန်လူငယ်နောက်ခံလူမာလီဆာမွန်ကိုပဲရွေးချယ်ထားကြပါတယ်ဆယ်မွန်9နဲ့နာမည်တူနေတဲ့လူငယ်ကစားသမားကတော့ Arsenal တက်တန်းအလိုက်မှာတောက်လျှောက်ခြေစွမ်းပြနေပါတယ်ဒါအပြင်မနေ့ကလေးက Arsenal အသင်းကြီးလူစင်းမှာရွေးချယ်ခဲ့ရပြီး Club Brugge နဲ့ Champions League ပွဲစဉ်မှာလည်းအရန်ကုန်မှာထိုင်ခွင့်ရရှိခဲ့ပါတယ်မနေ့ကတော့ U21 နဲ့ Premier League 2မှာ14ပွဲကစားခဲ့တယ်လို့ Arsenal Senior အသင်းနဲ့လည်း4ပွဲကစားခွင့်ရရှိခဲ့တာပါတဦးချင်းဘောလုံးရှင်လူယူရာမှာ 81.8% ထိအောင်မြင်ခဲ့တယ်လို့ဒီအပိုင်းမှာမာလီဆာမွန်ထက်ကောင်းတာ Premier League 2မှာ2ယောက်ပဲရှိထားပါတယ်ဘိုခံစစ်အပြင်ညာဆွန်ခံစစ်ကစားသမားအနေနဲ့လည်းကစားနိုင်ပြီးမကြာခင်မှာပဲ Arsenal နဲ့အတူကာလာရှီစာချုပ်ချုပ်ဆိုဖို့သဘောတူညီမှုရရှိထားတာပါခံစစ်ကစားသမားတွေကိုသဘောကျတဲ့နီးပြအာဒီတာရဲ့အသင်းမှာလည်းဆာမွန်နေရာဆရလာပွဲရှိပါတယ်နောက်ထပ်ရွေးချယ်ထားတဲ့တယောက်ကတော့ Aston Villa ရဲ့18နှစ်အရွယ်တိုက်စစ်မှု Brian Maggio ပါပြင်သစ်ကလပ် Metz FC ကနေ Brian Maggio ကိုကျန်ခဲ့တဲ့ဇန်နဝါရီမှာကလေးက Aston Villa တို့ခေါ်ယူနိုင်ခဲ့ပါတယ်။စာချုပ်စာတမ်းကိစ္စတွေကြောင့်တော့ကစားသမားကိုမှတ်ပုံမတင်နိုင်ပဲကစားခွင့်ပေးဖို့အတွက်ဆောင်ဆိုင်ခဲ့ရတာပါ။လက်ရှိမှာ18နှစ်သာရှိသေးပြီးနိုင်ငံသားကစားသမားအနေနဲ့18နှစ်ထိဆောင်ဆိုင်ရမှာဖြစ်ပေမဲ့ UK မှာတော့ Villa အနိုင်ရရှိသွားပါတယ်။ဒါကြောင့် Brian Maggio ကို Villa အသင်းကြီးမှာစတင်မြင်တွေ့သွားမှာပါ။ကစားသမားက6ပေ3လက်မအထိမြင်ပါပြီးဟာလန်ငယ်စားလေးလိုပြည်သက်တွေကတော့မှတ်ချက်ပြုကြပါတယ်18နှစ်သာရှိသေးပေမဲ့ရွေလျားမှုနဲ့ပါဝါကတော့ထိတ်တန်းအဆင့်ကိုရောက်ရှိလာနိုင်စွမ်းကိုပြသထားပါတယ်။လက်ရှိမှာနီးပြဦးနိုင်အမ်ရီကတော့ခြေစမ်းပွဲကာလမှာပြင်သစ်သားကိုတောက်လျှောက်အသုံးပြုနေပါတယ်။နောက်ထပ်ရွေးချယ်ထားတဲ့တယောက်ကတော့ဘုံမောက်ရဲ့လူငယ်ခံစင်မှုဘေကိုမီလိုဆာဗလာဗစ်ပါ။မာကိုစနစီကိုဆုံးရှုံးလိုက်ပြီးနောက်တော့ဘုံမောက်ရဲ့ခံစင်မှာမေကိုမီလိုဆာဗလာဗစ်နေရာရလာဖို့တေချာနေပါတယ်။ကျန်ကလေးရာသီမှာဇရဗန်နာဇဗက်စတာအသင်းကနေချယ်ရီခေါ်ယူအားဖြည့်ထားတာပါ။ Premier League မှာတစ်နှစ်လောက်အချိန်ယူပြီးမှတော့ဆာဗီယာသားအတွက်ခြေစွမ်းပြမယ့်ရာသီရောက်ရှိလာပါပြီ။စက်တင်ဘာလမှာဘုံမောက်နဲ့ပွဲထွက်ခွင့်စတင်ရရှိခဲ့ပြီးပုံစံကောင်းနဲ့ပြသနိုင်ခဲ့ပါတယ်။အောက်တိုဘာ2025မှာလည်းဆာဗီယာလက်ရွေးစင်အသင်းအတွက်စတင်ပွဲထွက်ခွင့်ရရှိထားပါတယ်။နီးပြမာကိုရိုစ်ကတော့ဝိုင်းကစားသမားတွေကိုပွဲထွက်လူစင်းမှာနေရာပေးလာမှာဖြစ်ပေမဲ့19နှစ်အရွယ်ဘေကိုဗီလိုဆာဗလာဗစ်ကလည်းရွေးချယ်စရာအဖြစ်ရှိနေပါတယ်။နောက်ထပ်ရွေးချယ်ထားတဲ့တယောက်ကတော့ Brentford ရဲ့ဆွဲဆောင်ရကွင်းလယ်ကစားသမားအန်တိုနီမီလန်ဘိုပါ25နှစ်တခြားဘောလုံးညာတီကတော့အန်တိုနီမီလန်ဘိုအတွက်ခက်ခဲတဲ့ရာသီဖြစ်ခဲ့ပါတယ်။ဖီယနူကနေပေါင်20တန်းနဲ့ပြောင်းရွှေ့လာပြီးတရားသီလုံး AC ရဲ့တန်ရာနဲ့ဖြတ်တန်းခဲ့ရတာပါ။ Brentford နီးပြခိတ်အန်ဒရူးကတော့အသင်းနဲ့အထိုင်ကျသွားတာနဲ့အန်တိုနီယိုမီလန်ဘိုတယောက်ခြေစွမ်းပြနိုင်မယ်လို့ယုံကြည်နေပါတယ်။16နှစ်သားကလေးကဖီယနူရဲ့အလားအလာရှိတဲ့ကစားသမားအဖြစ်မီလန်ဘိုတယောက်ထွန်းတောက်လာပြီး box to box midfielder, attacking midfielder နေရာတွေမှာကစားပေးနိုင်ပါတယ်။2024-25ရာသီတုန်းကတော့အသက်21နှစ်အောက်နဲ့ပြိုင်ပွဲစုံ14ဂိုးထိပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ဒီရာသီမှာတော့ Brentford မှာပုံစံကောင်းပြဖို့လည်းမျှော်လင့်ထားနိုင်တာပါနောက်ထပ်တစ်ယောက်ကတော့ Brighton ရဲ့လူငယ်တောင်ပန်ကစားသမားဇဒေါ့ယိုဟာနာပါတောင်ပန်ကစားသမားတစ်ယောက်အနေနဲ့တော့ဇဒေါ့ယိုဟာနာတစ်ယောက်တိုးတက်ရမယ့်အပိုင်းတွေများပါတယ်တဖြည်းဖြည်းချင်းနဲ့တော့တိဆောက်ယူသွားရမှာပါနိုင်ဂျီးရီးယားလူငယ်တောင်ပန်ကစားသမားက AIK အသင်းကနေပေါင်21.5 သန်းနဲ့ Brighton ကိုရောက်ရှိလာပါတယ်အသင်းဟောက်မှလည်း15ပွဲပဲကစားခွင့်ရခဲ့တာပါကစားသမားကမြန်နှုံးမြင့် dribbling အားပြုပြီး Brighton စိတ်ကြိတ်တောင်ပန်ကစားသမားမျိုးပါဘဲဂျီတန်ညာတောင်ပန်ကစားသမားဖြစ်တယ်လို့မိနစ်90တိုင်း dribbling 8.5 ချိန်ထိပြုလုပ်ထားနိုင်ပါတယ်အဆုံးသက်ပိုင်းလိုအပ်ချက်ရှိပေမဲ့ဘောလုံးနဲ့အတူ area ထဲဆွဲဝင်ပြေးတဲ့အပိုင်းမှာလည်းထိတ်တန်းအဆင့်အရေးသွေးကိုပြသထားနိုင်ပါတယ်အသက်အရွယ်အားဖြင့်တော့19နှစ်ပဲရှိနေတာပါနောက်တစ်ယောက်ကတော့ Chelsea ရဲ့16နှစ်အရွယ်လူငယ်ကွင်းလယ်ကစားသမား Reggie Watson ပါ Chelsea မှာတော့အမြဲတမ်းအခွင့်အရေးကိုအသုံးချဖို့အသင့်ဖြစ်နေတဲ့လူငယ်ကစားသမားကောင်းတွေပေါ်ထွက်လာတတ်ပါတယ်လွန်ခဲ့တဲ့နှစ်နင်းငယ်က Rio Ngumoha ကိုလီဗာပူးတန်ဆုံးရှုံးလိုက်ရပြီးနောက်လူငယ်ကစားသမားတွေကိုနေရာပေးဖို့ Chelsea ပုံမှန်အားထုတ်လာပါတယ်ဒီထဲမှာ Reggie Watson ကလည်းတယောက်ပါဝင်ပါကစားသမားက defensive midfielder အနေနဲ့ခနာကိုကျန်းခိုင်မှုအားကောင်းတယ်လို့ဘောလုံးကင်ကစားတာမှလည်းထူးချွန်ပါတယ်ဒီဆက်သူတွေကတော့ကစားသမားကို Rodri နဲ့ခိုင်းနိုင်နေကြတာပါဒီပြဇာဘီလွန်ဆိုကလည်းရာသီကျိုးမှာကလေးက Reggie Watson ခြေစွမ်းကိုသဘောကျနေပါတယ် Romeo Lavia
ဒါရီယိုဆက်ဆိုဂိုတို့ကလည်းဒဏ်ရာမကြာခဏရတတ်တာကြောင့်16နှစ်သားအတွက်အခွင့်အရေးရလာနိုင်ပါတယ်ကစားသမားအနေနဲ့အခွင့်အရေးရခြင်းမှာတောက်ပနိုင်မလားဆက်လက်စောင့်ကြည့်သွားမှာပါနောက်ထပ်ရွေးချယ်ထားတဲ့တယောက်ကတော့ Coventry City အသင်းရဲ့ဆွေစုံရကွင်းနယ်ကစားသမား Kai Andrew ပါတန်းတက်အသင်းအတွက်တန်းတင်ကြံရဖို့ကပထမရည်မှန်းချက်ဖြစ်နေတာကြောင့်နီးပြလမ်းဘက်အနေနဲ့လူငယ်တွေကိုနေရာပေးဖို့တော့ခက်ပါတယ်နေရာရလာနိုင်တဲ့အနည်းစုတွေကဆိုရင်တော့20နှစ်ရွယ်ကွင်းနယ်ကစားသမား Kai Andrew ကိုရွေးချယ်ထားကြပါတယ်ကစားသမားကမနစ်ကရာသီမှာ Coventry အတွက်10ပွဲကစားပြီးပြီးနောက် Hibernian အသင်းကိုအငှားထွက်ကစားခဲ့ပါတယ်။ Hibernian မှာတော့17ပွဲကစားတကိုးအသင်းတကိုးဖန်တီးပေးနိုင်ခဲ့တာပါ။ဝေးလေရေးစဉ်အသင်းအတွက်လည်းရွေးချယ်ခံခဲ့ရပြီး Romania နဲ့ခြေစမ်းပွဲမှာပါဝင်ခွင့်ရခဲ့ပါတယ်။ကစားသမားအနေနဲ့ Coventry မှာပဲနေရာရအောင်ယုံမလားအငှားထွက်ကစားအောင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားမှာပါ။နောက်ထပ်ရွေးချယ်ထားတဲ့တယောက်ကတော့ Crystal Palace ရဲ့18နှစ်အရွယ် right wing back Joe Drake Thomas ပါ။ Joe Drake Thomas ကတော့မနစ်ကရာသီမှာ Crystal Palace ရဲ့အသက်အငယ်ဆုံး Premier League ပွဲထွက်ခွင့်ရကစားသမားဖြစ်ခဲ့ပါတယ်။မနစ်က UEFA Conference မှာ Finland Glad KUPS နဲ့အတွေ့ပွဲထွက်ခွင့်ရခဲ့တယ်လို့ခြေစွမ်းလည်းပြနိုင်ခဲ့ပါတယ်။ဒီပြသစ် PR6 နဲ့အတူ Palace ကလည်းခေတ်သစ်တစ်ခုကိုဖျက်ဆီးနေပြီးလူငယ်ကစားသမားတွေလည်းနေရာရလာနိုင်ပါတယ်။ Drake Thomas ကတော့ညာချမ်း right wing back အနေနဲ့ကစားလျက်ရှိတာမှာ Palace U18 U21 တွေမှာပဲအဓိကကစားသမားအဖြစ်ဖျက်ဆီးနေပါတယ်။38ပွဲမှာ3ဂိုးအထိတော့သွင်းယူထားနိုင်တာပါ။နောက်ထပ်9ယောက်မြောက်ဖြစ်ရွေးချယ်ထားတဲ့ကစားသမားကတော့ Everton ရဲ့20နှစ်အရွယ်လူငယ်တိုက်စစ်မှု Terry George ပါ။တိုက်စစ်ဆွေဆောင်ရ Terry George က Chelsea Academy အတွက်ဖြစ်ပြီးလက်ရှိမှာတော့ Everton ကိုပြောင်းရွှေ့ကစားနေပါတယ်။မနစ်ကအထိတော့ Chelsea မှာ17ပွဲ Everton မှာ17ပွဲထိကစားခွင့်ရခဲ့တာပါ။26-29ရာသီမှာတော့ပထမဆုံး Premier League ကိုရာသီအပြည့်ဖျက်ဆီးရမှာကြောင့်ခြေစွမ်းရောဂိုးသွင်းနှုန်းမှာတက်လာမှာတော့သိကြပါတယ်။ကစားသမားကလင်မြန်မှုနဲ့ပေါက်ကွဲရကောင်းတာကြောင့် Jack Grealish နေရာအတွက် Everton တို့အသင့်အစားထိုးဖို့ကစားသမားကောင်းတစ်ယောက်ရရှိထားတယ်လို့ပဲဆိုကြပါတယ်။24-25 Chelsea တို့ Conference League ရတဲ့ဘောလုံးရာသီမှာအသင်းနဲ့အတူတောက်ပခဲ့ပြီး Conference League မှာ73ပွဲကစားတကိုးသွင်း2ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။လက်ရှိရာသီကြိုကာလမှာလည်း Everton အတွက်4ပွဲအထိဇက်တိုက်ပါဝင်ခွင့်ရရှိထားတာပါ။10ယောက်မြောက်ပြည့်ရွေးချယ်ထားတာကတော့ Fulham ရဲ့19နှစ်ရွယ်ဘဲတောင်မန်ကစားသမား Ali Wahid ပါ19နှစ်ရွယ် Fulham တောင်မန်ကစားသမား Farhan Ali Wahid ကတော့အသင်းနဲ့အတူစီနီယာကစားသမားဘဝကိုစတင်ဖြတ်သန်းသွားပါမယ်။ U21 ကခြေစွမ်းကိုဆက်လက်သယ်ဆောင်လာနိုင်ရင်တော့အသင်းတွေအကျိုးဖြစ်ထွန်းလာနိုင်တာပါ။ Fulham နဲ့မနစ်ကမှ Professional စာချုပ်ချုပ်ဆိုခဲ့ပြီး Premier League 2မှာ U21 နဲ့အတူ10ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ဖန်တီးမှုကလည်း9ကြိမ်အထိရခဲ့တာကြောင့်ကစားသမားရဲ့အရေးအသွေးကတော့တန်တရားဝင်စရာမရှိတာပါ။ဒါအပြင် PL2 Player of the Season Award အတွက်စကားတင်စီးရင်မှာလည်းအလစ်ဝါဟီရွေးချယ်ခံခဲ့ရပါတယ်။ဤပြတဲ့ Evaro Abiloa ကလည်းကစားသမားကိုခြေစမ်းပွဲတွေမှာနေရာချပေးနေပြီး19နှစ်သားအနေနဲ့အခွင့်အရေးကိုအမိရယူနိုင်မလားစိတ်ဝင်စားစရာပါ။နောက်ထပ်တစ်ယောက်ကတော့ Hull City ရဲ့22နှစ်အရွယ်ခံစစ်မှု Charlie Hatch ပါ။တန်းတက်အသင်းလည်းဖြစ်ပရိသတ်တွေနဲ့လည်းဝေးနေတဲ့ Hull City အတွက်တော့ဘယ်ကစားသမားမဆိုပရိသတ်မြင်ကွင်းထဲမှာအသစ်တွေကြီးဖြစ်နေပါတယ်။ဒီထဲမှာ Charlie Hatch ကလည်းလားလာကောင်းတွေကိုပိုင်ဆိုင်ထားတာပါ။မနေ့ကတော့ဒီအင်္ဂလန်လူငယ်နောက်ခံတို့ကချန်ပီယံရှစ်မှာ Hull City နဲ့အတူ36ပွဲထိပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ခံစစ်ကစားသမားပြီးတွန်းတိုက်တဲ့ကစားနိုင်ပြီးတန်းစင်းစုံတစ်ဝိုက်ကအသင်းတွေရဲ့စိတ်ကြိုက်ခံစစ်မှုမျိုးပါ။မနေ့ကတော့မိနစ်90တိုင်းဘောလုံးတားဆီးမှု1.54ချိန်ထိပြုလုပ်ထားပြီးမိနစ်1000နဲ့အထက်ကစားထားတဲ့ချန်ပီယံရှစ်ကစားသမားတွေတဲ့အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ Hull City ကတော့ Premier League မှာရုန်းကန်ရနိုင်ပေမဲ့ဒီထဲကနေပဲ Charlie Hatch တို့လိုကစားသမားတွေကတော့ထင်ပေါ်လာဖို့ရှိနေတာပါ။နောက်ထပ်ရွေးချယ်ထားတဲ့တယောက်ကတော့ Ipswich Town ရဲ့22နှစ်အရွယ်ညာတောင်ပန်တိုက်စစ်ကစားသမား Tudor Mandel-Idowu ပါ။နီးပြ Gary O'Neill ရဲ့စိတ်ကြိုက်ကစားသမားအဖြစ်Tudor Mandel-Idowu ကိုမြင်ကြည့်လို့ရပါတယ်။လူငယ်တောင်ပန်ကစားသမားက Chelsea လူငယ် Academy ကနေမွေးထုတ်ပေးလိုက်ပြီး NLH မှာ Pro ကစားသမားဘဝကိုစတင်နိုင်ခဲ့ပါတယ်။2024မှာ Ipswich Town ကိုရောက်ရှိလာပေမဲ့အသင်းကြီးမှာတော့ပွဲထုတ်ခွင့်ရဖို့အတွက်ဆောင်ဆိုင်နေရတာပါ။ PL2 မှာ Ipswich U21 နဲ့ဖျက်ဆီးခဲ့တာမှာတော့18ပွဲကစား15ဂိုးထိပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ Open Play ကနေလည်းအခွင့်အရေး33ကြိမ်ထိဖန်တီးပေးနိုင်ခဲ့ပြီးဒီအပိုင်းမှာ4ယောက်မြောက်အကောင်းဆုံးဖြစ်ခဲ့တာပါ။ကစားသမားကတော့ပွဲထုတ်ခွင့်ရရှိသွားဖို့များနေပြီးအသုံးချနိုင်မလားပဲစောင့်ကြည့်သွားပါမယ်။နောက်ထပ်တစ်ယောက်ကတော့ Leeds United ရဲ့18နှစ်အရွယ်ဆွဲဆောင်ရခံစစ်ကစားသမား Jadon Lenu ပါ။မနေ့ကရာသီကတော့အသင်းကလည်းရုန်းကန်နေရတာကြောင့် Leeds United လူငယ်ကစားသမားတွေအတွက်ပွဲထွက်ကစားခွင့်နဲ့ဝေးကွာခဲ့ပါတယ်။22နှစ်အရွယ်ပွေနာနိုတေးတယောက်ပဲပွဲထွက်ခွင့်ရရှိခဲ့ပြီးကစားသမားကလည်းအာဂျင်တီးနားလက်ရွေးစင်အသင်းမှာရွေးချယ်ခံခဲ့ရပြီးသားပါ။ဒါမဲ့ရာသီမှာတော့ Jadon Lenu တယောက်နီးပြဒနီယယ်ဖာကီရဲ့ယုံကြည်မှုကိုရရှိလာနိုင်ပါတယ်။ကျွမ်းစွမ်းရနောက်ခံလူ18နှစ်သားက Leeds United U21 နဲ့အတူတော့ Premier League 2မှာ26ပွဲထိပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ Leeds အသင်းကြီးနဲ့အတူရာသီကြိုကာလကို3ကြိမ်မြောက်ဖျက်ဆီးနေပြီးနိုင်ငံအသင်းဖြစ်တဲ့ဝေးအတွက်လည်းရွေးချယ်ခံရတာပါ။14ယောက်မြောက်ဖြစ်တော့ Liverpool ရဲ့19နှစ်အရွယ်ဆွဲဆောင်ရကွင်းနယ်ကစားသမား Fregnoni ကိုရွေးချယ်ထားကြပါတယ်။ဒီပြတဲ့နဲ့အတူအခွင့်အရေးသစ်တွေပေါ်လာတယ်ဆိုတဲ့အတိုင်းအန်တိုနီအာရိုလာလက်အောက်မှာ Fregnoni တယောက်ခြေစွမ်းပြခွင့်ရရှိထားပါတယ်။ Leicester City ကနေ2023ကလေးကနေပြောင်းရွှေ့လာပေမဲ့
လီဗာပူးမှာနေရာရဖို့အတွက်တော့ဆောင်ဆိုင်နေရတာပါဒီပြောင်အာနက်စလော့လောက်မှာတော့14ပွဲသာပွဲထွက်ခွင့်ရခဲ့ပြီးမိနစ်အပြည့်ဆိုရင်တော့နဲပါတယ်လူငယ်ကွင်းလေကစားသမားကတိုက်စစ်ကိုတိုက်ရိုက်ပေးပို့မှုတွေပြုလုပ်ရတာနှစ်သက်ပြီးရာသီကြိုမှာလည်းနီးပြအန်တိုနီယာရိုလာကအခွင့်အရေးပေးနေပါတယ်ဆန်ဒါလန်ဝက်ဆမ်လီယူနိုက်တက်တို့နဲ့ခြေစမ်းပွဲတွေမှာပေါဝင်ခွင့်ရတာပြီးပေးပို့မှု154ချိန်မှာ140ချိန်ထိရောက်မြင်ထားပါတယ်ကာတီဂျုံအင်တာကိုရောက်ရှိသွားနိုင်တယ်ဆိုတဲ့ကောလာဟာလာတွေထွက်နေပြီးအရန်အသင့်အစားထိုးစရာဖြစ်တော့ထရီညော်နီရှိနေပါတယ်နောက်ထပ်တစ်ယောက်ဖြစ်တော့မန်ချက်စတာစီးတီးရဲ့18နှစ်ရွယ်ညာတောင်ပန်ကစားသမားရိုင်ယန်မက်အီဒူးကိုရွေးချယ်ထားကြပါတယ်စီးတီးဖုတ်ဘောအကယ်ဒမီရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေမက်အီဒူးတယောက်တောက်ပါနိုင်ခဲ့ပါတယ်မနစ်က BL2 မှာခြေစွမ်းပြပြီး12ဂိုးထိပါဝင်ပတ်သက်နိုင်ခဲ့တာပါမနစ်ကတော့ FA Cup Aces City ကို10ဂိုးတကုန်းနဲ့နိုင်ရတဲ့ပွဲမှာလည်းမက်အီဒူးပါဝင်ခွင့်ရခဲ့ပြီးတကိုးသွင်းယူနိုင်ခဲ့ပါတယ်အင်တာနက်ပွဲမှာလည်း45မိနစ်ပဲဝင်ရောက်ကစားခွင့်ရခဲ့ပေမဲ့နီးပြနဲ့ပရိသတ်တွေစိတ်ကြိုက်အင်္ဂလန်သားကခြေစွမ်းပြနိုင်ခဲ့တာပါနီးပြမာရစကာကတော့မက်အီဒူးကိုသူ့စိတ်ကြိုက်တောင်ပန်ကစားသမားလို့ချီးကျူးထားပြီးရာသီသစ်မှာလှည့်ကျကစားသမားဖြစ်တော့အခွင့်အရေးပေးလာနိုင်ပါတယ်နောက်ထပ်တစ်ယောက်ကတော့ Manchester United ရဲ့လူငယ်တိုက်စစ်မှု GJ Gabriel ပါလက်ရှိ Manchester United Academy ရဲ့အလားအလာရှိဆုံးလူငယ်ဆိုရင်တော့ GJ Gabriel ကိုပြပါမယ်2024-25တုန်းက Academy ကနေအသင်းပြောင်းဖို့ပြင်ဆင်ခဲ့သည့်တိုင်အသင်းတာဝန်ရှိသူတွေကအပြောင်းရွှေ့ကိုဝင်ရောက်တားဆီးခဲ့ရတာပါအသက်14နှစ်အရွယ်ကလေးက United U18 မှာဝင်ရောက်ကစားနေပြီး15နှစ်မှာတော့အသင်းကြီးနဲ့တူလက်ကျင်မှာစတင်ပူးပေါင်းဝင်ရရှိခဲ့ပါတယ်ပွဲအများစုကိုတော့ U18 နဲ့ပဲ Gabriel ဖြတ်သန်းနေပြီး2025မှာ38ပွဲကစား32ဂိုးထိသွင်းယူနိုင်ခဲ့တာပါ25-26ရာသီ U18 Premier League ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း GJ Gabriel ကပဲသိမ်းပိုင်နိုင်ခဲ့ပါတယ်ကစားသမားကတိုက်စစ်နေရာဆုံးကိုစားနိုင်တယ်လို့ဘောလုံးကျွမ်းကျင်မှုကထိပ်တန်းဆင့်ကိုတက်လန်းလာနေပါတယ်လက်ရှိအသင်းနဲ့တူရာသီကြိုကာလကိုဖျက်ဆီးနေပြီး Atletico Madrid ကို 2-1 နဲ့နိုင်ရတဲ့ပွဲမှာတော့မိနစ်အနည်းငယ်ဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ် United အတွက် Premier League မှာအငယ်ဆုံးပွဲထွက်ခွင့်ရထားတဲ့ Angel Gomez 16နှစ်263ရက်ကိုတော့ Gabriel ချိုးပြတ်သွားနိုင်မှုအခွင့်အရေးရှိနေပါတယ်နောက်ထပ်တစ်ယောက်ကတော့ Newcastle United ရဲ့လူငယ်ဘေတောင်မန်ကစားသမား Park Sang-seo ပါဖျားများတဲ့ဘောလုံးရာသီကိုကြော်ဖြတ်ပြီးမှတော့ Newcastle ကနီးပြမသီးရဲ့ရိုင်းစလာနဲ့ရှေ့ဆက်နေပါတယ်လူငယ်ကစားသမားတွေကိုနေရာပေးပြီးအသင်းကိုအောင်မြင်မှုအတိုင်းအတာတစ်ခုထိယူပေးနိုင်ခဲ့တဲ့နီးပြဟောင်းအဲဒီဟောင်းကတော့အသင်းကိုဆွန့်ခွာသွားပါပြီလူငယ်တွေနေရာရမလားပတ်ဆောင်ဆိုးတို့လိုကျေပွင့်ခြေစွမ်းပြနိုင်မလားဆိုတာကတော့မေးခွန်းတစ်ခုဖြစ်လာပါတယ်ဒီ19နှစ်ရွယ်တောင်ကိုရီးယားတောင်ပန်ကစားသမားကိုမနစ်ကအသင်းထံ Newcastle ခေါ်ယူခဲ့ပြီး PL2 မှာစတင်ပွဲတော်ခွင့်ပေးခဲ့ပါတယ်မိနစ်90တိုင်း dribble အားထုတ်မှု 4.9 ချိန်ထိရှိနေပြီးအသင်းကြီးရဲ့မျက်စိကျခြင်းကိုခံခဲ့ရပါတယ်။နှစ်ကြားတို့လက်ရှိအချိန်မှာအန်တိုနီဂေါ်ဒန်ကိုဆုံးရှုံးထားပြီးဒီနေရာမှာဘာဇူမနာဒိုရီကိုစားထိုးထားပါတယ်။ဒိုရီအလုံးမဖြစ်ရင်တော့ပတ်ဆောင်ဆိုးအတွက်ခွင့်ရေးဖြစ်လာနိုင်ပါတယ်။နောက်တစ်ယောက်ကတော့ Nottingham Forest ရဲ့18နှစ်အရွယ်ဆွဲစွန်ရတိုက်စစ်ကစားသမား Callum Thompson ပါ Northern Ireland Club Linfield ကနေ Callum Thompson ကို Forest တို့မနစ်ကဇူလိုင်မှာအသင်းထံခေါ်ယူထားတာပါ။ဒီနောက်ကစားသမားကို16နှစ်အရွယ်ကလေးက U21 အသင်းမှာ Forest တို့ကစားခွင့်ပြုခဲ့ပါတယ်။ Forest ရဲ့ U21 အသင်းမှာအသက်အငယ်ဆုံးပွဲထွက်ခွင့်ရတဲ့ကစားသမားဖြစ်လဲ Callum Thompson မှတ်တမ်းဝင်ထားတာပါ။ Premier League Two Player of the Match Award ကိုလည်းနိုဝင်ဘာလအတွက်ဆုကူနိုင်ခဲ့ပါတယ်။အသင်းအတွက်6ဂိုးထိပါဝင်ပတ်သက်နိုင်ခဲ့တယ်လို့မိနစ်90တိုင်း dribbling အားထုတ်မှု 4.8 ချိန်ထိပြုလုပ်နိုင်ခဲ့တာပါ။ညောင်အလန်သားကဘေဂျန်အပြင်နံပါတ်10နဲ့တိုက်စစ်မှုနေရာတွေမှာလည်းကစားပေးနိုင်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့ Sunderland ရဲ့23နှစ်အရွယ်ဘေညာတောင်ပန်ကစားသမား Nelson Agulo ပါ2016ဇန်နဝါရီကမှ Nelson Agulo ကိုပေါင်15သန်းနဲ့ Anderlecht ကနေ Sunderland တို့ခေါ်ယူနိုင်ခဲ့ပါတယ်။လက်ရှိမှာ23နှစ်ရှိပြီဖြစ်ပေမဲ့ကစားသမားကလာမယ့်နှစ်အတွက်ပေါက်ကောင်ကစားသမားဖြစ်လာနိုင်ပါတယ်။ Anderlecht မှာ Superstar ခြေစွမ်းမျိုးပြသနိုင်ခဲ့ပေမဲ့ Sunderland မှာတော့ထိုင်ကြဖို့အချိန်ယူနေရပါတယ်။ကစားသမားက Ecuador နဲ့အတူကမ္ဘာလုံးမှာပေါင်ခွင့်ရလိုက်တာကလည်းအတွေ့အကြုံကောင်းဖြစ်လာပါတယ်။23နှစ်သားကကြန့်ခိုင်မှုအားကောင်းသလိုဘောလုံးကျွမ်းကျင်မှုမြင့်မားတာလည်းသိကြပါတယ်။မနေ့ကရာသီဝက် Belgian Pro League မှာ dribble အားထုတ်မှု111ကြိမ်ဂိုးပေါင်ပတ်သက်မှု17ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့တာပါ။ဒီပြ Regis Libre ရဲ့တိုက်စစ်မှာ Nelson Agulo တယောက်နေရာရလာရင်လည်းအားသင့်စရာတော့မရှိပါဘူး။နောက်ဆုံးအနေနဲ့ရွေးချယ်ထားပေးခြင်းတဲ့ကစားသမားကတော့ Tottenham Hotspur ရဲ့18နှစ်အရွယ် attacking midfielder Luca William Barnes ပါ။ Spur အသင်းကြီးမှာတော့နှစ်စဉ်လူငယ်ကျယ်ပွင့်တွေပေါ်ထွက်လာလေးရှိပြီးဒီတစ်ချိန်တော့ Luca Williams Barnes အလှည့်လို့ဆိုကြပါတယ်။မနေ့က U18 အသင်းမှာဖျက်ဆီးခဲ့ပေမဲ့မကြာခင်မှာပဲအသင်းကြီးကိုဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။မနေ့ကတော့အသင်းကြီးရဲ့ရန်ကစားသမားအဖြစ်ပွဲအများစုကိုဖျက်ဆီးခဲ့ရတာပါ။ PL2 မှာ10ပွဲပဲပါဝင်ကစားခဲ့ပေမဲ့မိနစ်90တိုင်းဂိုးပေါင်ပတ်သက်မှု 1.25 ချိန်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။မိနစ်900နဲ့အထက်ကစားတဲ့ကစားသမားတွေတဲ့4ယောက်မြောက်အကောင်းဆုံးလည်းဖြစ်ခဲ့တာပါ။လက်ရှိရာသီကြိုကာလမှာတောက်လျှောက်ပွဲထွက်ခွင့်ရနေပြီးရာသီသစ်အတွက်အသင်းကြီးကစားသမားဖြစ်ဖို့အဆင်သင့်ဖြစ်နေပါတယ်။ဒါကတော့26-20ကုန်ဘောလုံးရာသီသစ်မှာပေါက်ကောင်ဖြစ်လာနိုင်တဲ့ Premier League အသင်း30လူငယ်ကျယ်ပွင့်တွေကိုရွေးထုတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။